ပုံကြီးကဘာပုံလေးနဲ့တူလဲ cat လေးနဲ့တူတယ် how to spell cat cat a cat cat အဲ့ဒီမှာဒီချက်တော့ဘာလုံးရမှာလဲဆိုတော့ရေးရမှာစကားလုံးနဲ့ရေးမယ် cat a cat cat okay look at the number 2ဘာပုံစံကြီးလဲ tree ဒါဆိုဒီချက်တော့အတန် rat e ဒီချက်လောင်း e တွေတောင်းလို့ရတယ် rat e ဆိုပြီးတော့ရေးမယ်နော်ကဲဒီဟာလေးကဘာလေးတော့ဟာလေးကဘာပုံလေးလဲဟုတ်ဘူးခြေထောက်လေးကိုဘယ်လိုခေါ် feet fat eater feet ဟုတ်တယ်ကဲဒါလေးကဘာလေးလဲခိုက်ကလေးဆိုတော့ kite မသိ kit ခိုက်ဒီချက်ပြောပေးမယ်နော်ကဲဒါလေးကဘာလေးလဲအိတ်ကလေးဆိုရင် bad are good bad ကဲနောက်တစ်ခုပြောမယ်ဟေးဒါလေးကဘာလေးတော့ကလေးကဘာလေးလဲကလေးကဘာလေးတော့မသိဘူးထားပြပါဦးကိုစားအောင်နဲ့မှာကိုရှိရလေးလာပြီးသူများကိုတစ်ချက်ပြပါဦးဟုတ်တယ်ဒီချောင်းရပါလေမသိကဲချက်ကြည့်တော့ဒီဟာလေးကိုလည်းကြည့်အောင် look at the picture ဒါလေးကဘာလေးလဲခါ okay ကဲဒီမှာကြည့်ပါဒါလေးကဘာလေးတော့မဟုတ်ပါဘူးဆက်ကလေးတော့လိုက်ပါမြင်လေခေါကဲဒါလေးကဘာလေးတော့ခါဘာလဲခိတ်ပုံလေးကဲဒါလေးကဘာလေးနဲ့တူလဲဒီထဲမှာဘာလေးနဲ့တူလဲကြည့်အောင်အဲ့ဆိုဒါလေးကိုအရင် skip လုပ်လိုက်မယ်စနေဟာကိုဒီချက်တော့အရင်လုပ်ကြည့်အောင်ပြီးသွားရင်ချဲစုစုကို next week ချဲစုစုကလေးတွေကိုဒီဟာလေးလုပ်ပေးလိုက်ပါနော် windmill လေးလုပ်ပေးလိုက်နော်မပေးလိုက်မဟုတ်ဒါလေးလုပ်အောင် windmill လေးလုပ်ပေးလိုက်နော်အဲ့ငါတို့ကတော့ပြောရရင်ဒီကြီးလာပြားလို့ပြောတာဒါဆက်မမြေတာအားဒီကိုရေးတာယူပြီးတမီးရလာတယ်အဲ့ကဲဆိုတော့ကလို့အဲ့ဒီကြားဆိုဒီချက်တော့ဒီပါစားလေးရေးမယ်အဲ့ဝိုင်းကလိုက်ဆိုဝါဟောအဲ့ဆိုအဲ့မိုက်ကလိုက်ဆိုအမပေါ်လိုက်တာဆိုတမီးလုံးဝနဲ့ချက်ပြီးတော့တွားလိုက်ရတလုံးနဲ့မတွားအဲ့ဒါဒီလိုချင်းတုံးတာနဲတူချက်ကရေးလို့ရှိရင်ဒါအပေါ်ပါပဲလေးလုံးပါငါလုံးပါအမလေးမာလေမငိုင်းမာလေမာတို့တွေကြော်ရဲငိုင်းနောက်ကြတာခါတော့ကျန်ကားတော့ဘယ်လိုကောင်းอ่ะရေခွာထူတာဟုတ်တယ်ဟေးဟုတ်ဘူးလေဒီပေါ်မှာရေဒီထဲမှာရေးလိုက်